fight to 6 in the morning ဆိုင်ကစီးခွာကလေးုံထဲမှာမျောနေ Talk to the blue chin အလာပါတလာပါပြောရင်လက်ဖေးဆိုင်နေကထားလာချကိုစားတာကိုရှင်းမို့အိတ်ကပြေလာရမဘောရပေါင်းတင်စိတ်တပြေတာကမြဘေးဝိုင်းကရောင်ရင်ဒီနေ့တွက်ချင်ကြိုက်ကြလားငါတို့ဝိုင်းနဲ့ပွဲတိုက်မလို့တိုက်လိုက်မလားတော်ပြီကိုတော့သွားစရာလေးရှိသေးလို့ဒါနဲ့မင်းမို့မင်းကဘယ်နှနေရလဲ West Side လူရန်စားဘောင်းတော်လိုက်အောင်စုပြုံရဝါဒီဆွဲဆက်ဘွဲဘခုလာချခုကုံမှာလူပုံမှာနေပြောသေးပြောအောင်သားနေစေဘောထားဖြူစင်သူတွေရဲ့ထားနေငါတို့ရှာဖို့တမျိုးကိုနောက်မျိုးဆက်တွေထိတန်းပေးမှာကိုမြင့်စောရန်နာဘုံရွှေမျိုးတော်မှာမန်းလေးသားစာယူပြီးကြိုးစေးခဏသွားမယ်ဈေးစကားတွေပြောတဲ့ထုံးပေဒီနဲ့တိုးတို့ကတော့ပြေးချခွဲရှေ့နားမဲ့ဖမ်းနေတဲ့ဒီဘေးမှာမူရနဲ့ကိုလိုဖမ်းခံရပြီးဖြစ်ပြရနဲ့အပြစ်ယူပါနဲ့ကိုလိုလိုင်စင်မမပါတာသူတို့နဲ့ညှိအောင်တိုင်ပင်စရာရှာလာလိုက်ခက်ကြီးငါပါဆိုပြီးဒီနေ့တွေ့လဲကုန်ပြီအပီကျွေးတဲ့တော်ကီတွေလည်းလုံးဝမြဆိုင်ငယ်လေးလည်းပြေးနိုင်တော့ရုံထားမြရှုံးသမားထားတဲ့ဒန်ကြီးဆောင်ကဒီလိုနဲ့ပဲဖေးဆိုင်ပဲပြန်ရွရောက်သွားရင်ပတ်တဲ့ဒေါသမီးဖွားဖွားထလောင်လာကန်ချမာပါအတိုင်းပဲဘလို့မရှောင်မြခုတော့နေညိုကညနေလဲစောင်းသွားပြီပိတရလမ်းမပေါ်ကြီးတော့တယောက်မှမရှိနောက်ဆိုလမ်းကြားကနေပဲလွတ်အောင်ကြောက်မောင်းသားကြီးကြားလာနေလဲမောင်းသွားညီ